ကိုယ့်ရဲ့ Facebook အကောင့်ကို WhatsApp နဲ့ချိန်နီ Facebook အကောင့်နဲ့ WhatsApp အကောင့်နဲ့ချိန်ထားခြင်းနဲ့မိတ်ဆွေတွေအတွက် Facebook နဲ့ WhatsApp အကောင့်ချိန်ထားတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အရင်ဦးဆုံးလိုအပ်ချက်အနေနဲ့ကို့မှာ Facebook အကောင့်2ကောက်3ကောက်ရှိတဲ့လူတွေအနေနဲ့မောင်ဖြူအကောင့်နဲ့ WhatsApp အကောင့်နဲ့ချိန်ချင်တာဆိုရင်တော့မောင်ဖြူဆိုတဲ့အကောင့်ကိုဥပမာအနေနဲ့ login ဝင်ထားဖို့လိုအပ်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ WhatsApp အကောင့်နဲ့ချိန်မဲ့ Facebook အကောင့်ကိုအရင်ဆုံး Facebook app ထဲမှာ login ဝင်လိုက်ပါတခြားကိုမချိန်ချင်တဲ့အကောင့်ကို log out လုပ်ထားလိုက်ပါကိုချိန်ချင်တဲ့အကောင့်ကို login ဝင်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ WhatsApp application တွေကိုဝင်ပါမယ် WhatsApp application တွေကိုဝင်လိုက်ပါကိုရဲ့ WhatsApp ကနောက်ဆုံး update ဆိုရင်တော့ကျွန်တော်တို့ WhatsApp အကောင့်ရဲ့ profile ပုံဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးသွားရင်တော့ကိုယ့်ရဲ့ WhatsApp အကောင့် profile ပုံလေးကိုနောက်တစ်ချိန်ထပ်နှိပ်ပါအောက်ဆုံးမှာ link ဆိုတဲ့စာလေးရှိပါတယ် link ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါကျွန်တော်တို့ Facebook နဲ့ချိန်ချင်တာဆိုရင်တော့ Facebook ကိုတစ်ချက်နှိပ်မယ်တကယ်လို့ Instagram နဲ့ WhatsApp နဲ့ချိန်ချင်တာဆိုရင်တော့ Instagram ကိုနှိပ်မယ်အခုကတော့ကျွန်တော်တို့က Facebook နဲ့ချိန်မှာဖြစ်တဲ့အတွက် Facebook ကိုနှိပ်လိုက်ပါမယ်ဒီလိုပေါ်လာရင်တော့ continue ဆိုတဲ့စာလေးကိုနှိပ်ပေးလိုက်ပါမယ်allow and finish edit ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ် Okay ဒီနေရာမှာကိုယ့်ရဲ့ Facebook အကောင့်နာမည်လေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook အကောင့်ကို WhatsApp နဲ့ချိတ်ထားလို့ပြီးသွားပြီဖြစ်ပါတယ် Instagram နဲ့ချိတ်ချင်တဲ့မိတ်ဆွေအနေနဲ့လည်း Instagram လေးနဲ့နှိပ်ပြီးတော့အခုလိုမျိုးချိတ်လို့ရပါတယ်ကိုချိတ်ထားတဲ့ Facebook အကောင့်ကို WhatsApp နဲ့ချိတ်ထားတာမသုံးကျင်တော့ဘူးပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်လည်းအခုဒီနေရာကိုပဲပြန်ပြီးတော့ဝင်လာလိုက်ပါရောက်ပြီဆိုရင်ကျွန်တော်တို့ပြန်ဖြုတ်မဲ့ Facebook အကောင့်ရဲ့ဒီဘေးမှာအဆက်လေး3ဆက်ရှိပါတယ်နှိပ်လိုက်ပါအောက်မှာ remove link ဆိုတဲ့စာလေးရှိပါတယ် remove link လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Facebook အကောင့်နဲ့ WhatsApp အကောင့်ချိတ်ထားတာကိုပြန်ပြီးတော့ဖြုတ်လို့ရပါတယ်ဒါဆိုရင်တော့ WhatsApp အကောင့်ကို Facebook နဲ့ချိတ်ချင်တယ်လို့မေးတဲ့မိတ်ဆွေအနေနဲ့ Facebook နဲ့ချိတ်တယ်နီးချိတ်ပြီးသွားရင်ပြန်ဖြုတ်တယ်နီးလမ်းလေးနှစ်ခုလုံးကိုရပြီဖြစ်ပါတယ်ဗျာအားလုံးအဆင်ပြေကြပါစေဗျာ